ကျွန်တော်ရဲ့ဝါသနာတူညီကိုမိတ်ဆွေအားလုံးမင်္ဂလာပါပေါ့ကျွန်တော်ဒီနေ့ညီကိုတို့တိုက်ချက်ပညာဘုဒ္ဓရာလေးတခုတော့မျှဝေပေးမယ်ပေါ့နော် channel မှာတော့ AC ပဲဗျဒီလိုပဲနေလိုက်ထိုင်လိုက်အပင်လေးတွေကြီးလိုက်ပြုစုလိုက်ပေါ့ဗျာဒီရှိမှကြီးလိုက်ရင်လည်းအပင်လေးတွေနဲ့ဘယ်နေရာကြီးကြီးချက်ကလေးနဲ့ပင်လေးနဲ့အဲ့တော့ချက်ကတော့ကျွန်တော်ကင်ပြပြီးမပြောတော့ဘူးပေါ့နော်ညီကိုတို့ကျွန်တော်ဒီနေ့မျှဝေပေးမယ်အကြောင်းအရာကအတောင်တွေကပြောတဲ့ခွန်လန်းပေါ့အဲ့ဒါပါဝင်ကျွန်တော်အကောင်ဟောင်းလေးမှလည်းတင်မိထားဘူးတယ်ညီကိုတို့ဒီလေးကားတောင်ဆက်တစ်ချောင်းကဘာဖြစ်လဲညာဖြစ်လဲပေါ့နော်လေးကားတောင်ဘလောက်ကဘာဖြစ်လဲလေးကားတောင်ဆိုတာဘယ်လိုကြီးတာလဲအတောင်ဆက်တစ်ချောင်း12ချောင်း73ချောင်းဆိုတာဘယ်လိုကြီးတာလဲပေါ့ကျွန်တော်အကောင်ဟောင်းလေးမှတင်ထားဘူးတယ်အခုတခါထပ်ပြီးတော့သိကျင်တဲ့ညီကိုလည်းရှိလို့ထပ်ပြောပေးမယ်comment reply အနေနဲ့ပြန်လာတဲ့ဆိုင်ပေါ့အခုလိုမျိုးလေးကျွန်တော်ပေါ့ဘာလေးပြောပေးမယ်ပေါ့ဗျာကျွန်တော်ညီကိုတို့နော်ကျွန်တော်ညီကိုတို့အကျိုးရှိမယ်ဆိုလို့ရှိရင်လည်း like လေးပေး comment လေးဒီမှာသိကျင်တာလေးရှိလဲမေးခဲ့ပေါ့နော်အဲ့တော့ကျွန်တော်ညီကိုတွေဒီအတောင်နဲ့ပတ်သက်တဲ့ဘုသူရအနေနဲ့ကျွန်တော်ပြောချင်တာကအကျမ်းအဖြစ်အတောင်တွေကပြောတဲ့ခွန်လန်းနေရှိတယ်ဗျာခွန်လန်းဆိုတာချက်တကောင်ရဲ့ခွန်လန်းကိုကွက်ကိုခံမှန်းတဲ့နေရာမှာအမောက်ကရိတ်စားပြီးတော့ဟိုခြေသေးအစုံအောင်အကုန်လုံးလေးလာတရားတွေကြီးပါပဲအဲ့ဒါကတော့ဘယ်လိုခေါ်မလဲဆိုတော့ဟိုရင်းပေါ့ကျက်ကအမွှေးရခွတ်တာမဟုတ်ပါဘူးလို့မျိုးရိုးကခွတ်တာမဟုတ်ပါဘူးဆိုတဲ့လူမျိုးတွေကတော့ဒါမပြောဘူးပေါ့နော်မိမိခံယူချက်နဲ့မိမိပဲပေါ့နော်အဲ့တော့ဒါပေမဲ့အမွှေးရခွတ်တာမဟုတ်ဘူးဆိုတဲ့ဟာလေးကိုဘေးဖယ်ထားပြီးတော့ဟိုပါပေါ့မျိုးရိုးကခွတ်တာမဟုတ်ဘူးဆိုတာလေးဆိုတာတော့နောက်ချက်တွေမှာကျွန်တော်ပြောပြပေးသွားပါမယ်ကဲအခုလေကာတောင်ဆက်တစ်ချောင်းဘယ်ရစကြီးလဲဆိုတော့ရှေးအတောင်နဲ့နောက်အတောင်ဆိုတာကွဲပြားပါတယ်နောက်တောင်တွေကဝိုင်းတယ်ဟောဒီမှာနှစ်ဖက်အရွက်တွေမျှတယ်ငပြောရွက်လို့ပေါ့နော်အရွက်တွေမျှတယ်ဟောဒါရှေ့လေကာတောင်တွေကတော့အဲ့လိုအရွက်မမျှဘူးဟောလားအယိုးအဖျားပိုင်းမှာတချမ်းအယိုးပဲရှိတယ်တချမ်းကတော့အရွက်ပါတယ်ဆိုတဲ့အတိုင်းအတာမျိုးပေါ့နော်ဒါညီကိုတို့မျိုးလုံးနဲ့မြင်အောင်ပြောရရင်ပေါ့အဲ့ဒါပေါ့နော်အဲ့တော့အလဲမှာကျွန်တော်တို့ဂျားတောင်ဆိုတာလေးရှိတယ်အဲ့ဂျားတောင်လေးရဲ့အရှေ့ပိုင်းကိုရည်တဲ့ခါကြလို့ရှိရင်လေကာတောင်ဟောဒါအဲ့လေကာတောင်ဆက်တစ်ချောင်းရှိလို့ရှိရင်ဒါချက်ကောင်းစင်းဝင်တယ်တကယ်လဲကောင်းတဲ့ချက်ကလေးတွေများတယ်ပေါ့နော်သူ့လေကာတောင်ဆက်တစ်ချောင်းရဲ့အားနေချက်ဟိုအားသာချက်အနေနဲ့ပေါ့နော်ဒီလိုမျိုးကောင်းတာလေးတွေများတယ်ဒီသဘောပါပဲအဲ့တော့ရှေ့လူကြီးတွေပြောခဲ့တာကတော့ဒါဘာပဲပြော10ချောင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါရိုးရိုးတက်သားပေါ့နော်ဒီလိုမျိုးပြောကြတယ်17ချောင်းဆိုလို့ရှိရင်တော့ဒါစစ်သူကြီးပေါ့12ချောင်းဆိုရင်တော့ဘယင်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ပါ17ချောင်းပဲဖြစ်ဖြစ်12ချောင်းပဲဖြစ်ဖြစ်အဓိကအတောင်ကဒါကတော့ချက်ကောင်းအင်္ဂါလေးတွေကိုကိုကအကောင်းလေးကအကောင်းလေးတွေထပ်မံရွေးချယ်တဲ့သဘောပါပဲနော်အဓိကပြောချင်တာကတော့ဘာလဲဆိုတော့အတောင်ကပြောလို့ရတဲ့ခံမှန်းလို့ရတဲ့ခွန်လန်းလေးတွေပေါ့နော်ကျွန်တော်ဒါလေးတွေကိုညီကိုတို့ပြောပြခြင်းနဲ့ပုံမှန်အဖြစ်တော့ချက်တွေကအတောင်တူလို့ရှိရင်တောင်သားတောင်နာတူရင်အမိုက်များတယ်တောင်သားတောင်နာရှိရင်ဒါလမ်းအလိမ်မာတွေများတယ်အဲ့ဒီမှာထပ်ပြီးကွဲပြားခြားနားမှုတွေရှိတယ်တချို့တွေအတောင်ပြားကြီးတွေလည်းကောင်းတယ်အတောင်အားတွေလည်းကောင်းတယ်တောင်သားတောင်နာတွေလည်းကောင်းတယ်ဒါပေမဲ့ချက်တွေကအမိုက်ဖြစ်နေတယ်ကျွန်တော်ကတခြားအခုကမျက်လုံးတို့မျက်စံတို့အမောက်တို့ဒါခြေသီးခြေပတ်စသည်အပြင်အမွှေးအသွေးဘာမှမပြောဘူးเนาะဒီအတောင်တစ်ခုတည်းကပြတဲ့လက္ခဏာကိုပဲကျွန်တော်ပြောပြမှာเนาะအဲ့တော့အတောင်ကရှည်သည်ဖြစ်သည်တိုသည်ဖြစ်သည်ဒီမှာအဲ့အတောင်ပြားကြီးတွေကောင်းပြီးတောင်သားတောင်နာတွေကောင်းပြီးတော့အတောင်တွေကလေးကိုင်းပုံစံမျိုးဒီလိုကွေးကွေးတွေပေါ့နော်ခုံလေးဖြစ်နေမယ်ဟုတ်တယ်မခုံလေးဒီလိုကွေးကွေးတွေအတောင်တွေကွေးတယ်ဆိုလို့ရှိရင်အတောင်ခုံတွေဖြစ်နေတယ်ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲအတောင်တွေကိုဖြန့်လိုက်တဲ့အခါမှာဟိုစန့်နေတဲ့ဟာမဟုတ်ဘဲနဲ့ကွေးလေးဖြစ်နေမယ်ပေါ့နော်အဲ့ဒီလိုမျိုးပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒဲဥမာဖြန့်လိုက်ရင်တော့ဒဲအိုးလိုမျိုးပေါ့ဗျာဝိုင်းဝိုင်းကြီးပြမှာခွက်ကြီးအလဲအဲ့လိုမျိုးဖြစ်နေမယ်ဆိုလို့ရှိရင်အဲ့ချက်တွေကဒါဘာပဲပြောအမိုက်ထဲကိုသွားပါတယ်ဒါအတောင်ကောင်းရင်သားနဲ့တောင်သားတောင်နာကောင်းရင်သားနော်အတိုးရှိနဲ့လည်းခွဲလို့ရအတိုးရှိတိုးရင်တော့အမိုက်ရှည်လို့ရှိရင်တော့တည်ရမှာလမ်းလိမ့်မှာအဲ့ဒီမှာဂျားချပြီးတော့ခုနကအတောင်ကွေးချင်းဆန်ချင်းနဲ့ကျွန်တော်တို့ကထပ်ပြီးခွဲကြရမယ်ဒီချက်ကလမ်းအတက်လားဟုတ်လားအမိုက်တက်လားအမိုက်ဒီလားစသည်အပြင်ထပ်ပြီးခွဲချလို့ရတဲ့ပုံစံလေးကိုကျွန်တော်ပြောပြတာပေါ့နော်အဲ့တော့တိုးလဲတိုးမယ်ကွေးလဲကွေးမယ်ဆိုရင်တော့ဒီချက်ကအမိုက်ဒီပေါ့နော်ဒါပေမဲ့တိုးတော့တိုးတယ်တောင်သားတောင်နာလေးတွေကတိုးတယ်အမိုက်ထဲတော့သွားမှာဟုတ်တယ်ဒါပေမဲ့အတောင်လေးတွေကကွေးနေရမျိုးမဟုတ်ဘဲနဲ့ဆန်းဆန်းရမ်းရမ်းလေးဆိုရင်တော့ဒီချက်ဒါလမ်းနဲ့အမိုက်ဆိုပြီးနဲ့လမ်းပါအောင်ပါဆိုလိုတဲ့အဓိပ္ပာယ်ပါပေါ့နော်အဲ့ဒါပေါ့အဲ့တော့တောင်ပြားကြီးတွေကြီးတယ်တောင်စားတောင်နာကြီးတွေရှည်တယ်ဟာဒီချက်ကတော့ဒါချင်းနေတယ်ဒီချက်ဆိုလို့ရှိရင်တော့ချင်းနေတာတခုကတော့ဒီချက်ဒါ
တောင်သားတောင်နာကောင်းတဲ့ဒါလမ်းချက်လို့ခံမှန်းလို့ရပါမယ်တကယ်လို့မြန်အဲ့တောင်သားတောင်နာကြီးကကောင်းပြီးတော့မြန်ကွေးလို့ရှိရင်အဲ့ဒါအလိမ္မာမဟုတ်တော့ဘူးအဲ့ဒါအမိုက်ပဲအဲ့မှာထူးခြားမှုကဘာတွေ့လဲဆိုတော့အမိုက်ထဲမှာတည့်ရမှာမစုံမနစ်တည့်ရမှာတကယ်ကိုရှေ့မထားပေါ့နော်တည့်ရမှာနောက်ကိုမဆုပ်တာအဲ့လိုချက်အမျိုးအစားသွားပြီးတော့ရှေ့မထားအမိုက်တွေမှာများသောအားဖြင့်သွားပြီးတွေ့ရတတ်တယ်ရှေ့မထားအမိုက်တွေကိုများသောအားဖြင့်ကြည့်လို့ရှိရင်အတောင်မတူဘူးအတောင်သားတောင်နာတွေကောင်းတယ်တောင်ပြားတွေကောင်းတယ်ဒါပေမဲ့အတောင်တွေကကွေးနေတဲ့ချက်တွေများတယ်ဒါကတောင်သားတောင်နာကြီးပြီးတော့เนาะကျွန်တော်ပြောတာအမိုက်ထဲရောက်တဲ့ချက်ကိုပြောတာအဲ့ချက်ကျတော့တောင်သားတောင်နာကောင်းလို့ဆိုပြီးလမ်းပါမယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းသွားပြီးတက်ရောက်ပြန်အောင်အဲ့တော့အမိုက်ရှေ့မထားအမိုက်ဒါပေမဲ့သူ့မှာခွတ်တတ်တယ်ခံတတ်တယ်ဒီတမှာအတိလေးကောင်းတယ်အဲ့တဘာဝတွေကျွန်တော်တို့သွားတွေ့ရတယ်ဒါလေးတွေကိုကျွန်တော်ညီကိုတို့ကျွန်တော်ကရှယ်ယာနဲ့မျှပြဒါအတောင်တူးတဲ့အစိပ်ပိုင်းပေါ့နော်နောက်ရက်တွေမှာနောက်ပိုင်းလေးတွေဆက်ပြီးတင်ပြပေးပါပဲညီကိုတို့